အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ရှေ့သင်ခန်းစာလေးမှာဖြင်းချင်း phonetic သင်္ကေတမှာပါဝင်တဲ့ပြီး23လုံးရဲ့အခေါ်အဝေါ်လေးတွေကိုလေ့လာပြီးသွားပြီဖြစ်တဲ့အတွက်အခုဒီသင်ခန်းစာမှာတော့ပြင်းမှုလို့ခေါ်တဲ့တရ24လုံးရဲ့တန်တွက်ခေါ်အဝေါ်လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲဒီတော့သင်ခန်းစာလေးကိုစတင်လေ့လာကြရအောင်ကျွန်တော်တို့ A ကိုတွေ့မယ်ဆိုရင် O E ကိုI ကို E U ကို U ပေါ်မှာပြောက်ကလေးနှစ်ပြောက်နဲ့ဟာကို ပြန်ဆိုပြပါမယ် R O A E U R O A E U အားလေးတွေကိုကျွန်တော်တို့တလုံးတရလို့ခေါ်ပါတယ်တလုံးတရမှာတော့စုပေါင်းအားလုံး6လုံးရှိပါတယ်ဆက်ပြီးလေ့လာကြရအောင် AI ကိုတွေ့မယ်ဆိုရင် I ကျွန်တော်တို့ I ဆိုတဲ့အတန်မှာအဲ့ဒီ I ဆိုတဲ့အတန်ကိုအတန်တန်နဲ့ဖြစ်အောင်ကျွန်တော်တို့ထွက်ပေးရမှာဖြစ်တဲ့အတွက် I EI ကို A UI ကို Wayne AO ကို OU ကို O IU ကို U IE ကို Yeah နဲ့ဒီပေါ်မှာပါတဲ့ U နဲ့ E ကိုတော့ကျွန်တော်တို့ရွယ် ER ကို R AN ကို An ကျွန်တော်ဒီမှာနားငယ်တန်လေးနဲ့ရတော့သူ့ကို AN ကိုအန်တန်လေးနဲ့ထွက်ပေးရမယ်ဆိုတော့အဓိပ္ပာယ်ပါ An EN ကို IN ကို Yin UN ကို Win U နဲ့ N နဲ့ကို Yun ကျွန်တော်တို့ဒါလေးတွေကိုတော့နှလုံးတွဲလေးတွေဖြစ်လို့ဒီတရာလေးတွေကိုတော့ကျွန်တော်တို့နှလုံးတွဲတရာလို့ခေါ်ပါတယ်နှလုံးတွဲတရာမှာကအားလုံးပေါင်း14လုံးရှိပါတယ်အားနဲ့ပြန်ဆိုပြပါမယ် I A Wayne O U Yeah R An Yin Win Yun ဆက်ပြီးလေ့လာပါမယ်ကျွန်တော်တို့ AN ကို အပေါ်ကအတန်တွက်နဲ့တူပါတယ်ဒါပေမဲ့သူကနောက်မှချီပါလာတဲ့အတွက်ကြောင့်သူ့ကို9တန်လေးနဲ့ဇာလေးဟာပြီးထွဲရပါမယ်ဒီလိုနားငယ်တိုင်းနဲ့မထွဲရပါဘူးEN ကိုဒီတန်နဲ့ဆင်ပါတယ်ဒါပေမဲ့သူကအန်တန်လေးနဲ့ဆုံးရတယ်ဒီကောင်ကတော့ချီတန်လေးနဲ့ဆုံးပါမယ်IG ကိုyin သူကလည်းထိုနည်းတူစွာပဲဒီ yin နဲ့တူပါတယ်ဒါပေမဲ့သူ့ကိုချီတန်လေးနဲ့ဆုံးပေးရပါမယ် yin ONG ကို ဒါလေးတွေကိုတော့ကျွန်တော်တို့သုံးလုံးတရာလို့ခေါ်ပါတယ်သုံးလုံးတရာတော့အလုံးပေါင်း၄လုံးရှိပါတယ်အဲဒီသုံးလုံးတရာလေးတွေကိုကျွန်တော်ပြန်ဆိုပြပါမယ်yin နော်စာလေးခေါက်ပြန်ဆိုပြပါမယ် R O A E U I A Wayne
ပိုယိုရဲရွယ်အန်အိမ်ရင်ဝင်ယွင်အောင်အင်ရင်အောင်ကဲခုလောက်ဆိုရင်ခုနှစ်တဲ့တင်ဂီတာမှာပါဝင်တဲ့ရွင့်မှုလို့ခေါ်တဲ့တရား24လုံးရဲ့အခေါ်အဝေါ်လေးတွေကိုသိရှိနားလည်သွားလိမ့်မယ်လို့ယုံကြည်ပါတယ်။နောက်သင်ခန်းစာလေးမှာအခုပြောပြပြီးသွားပြီဖြစ်တဲ့တရားလေးတွေရဲ့အချင်းချင်းပေါင်းစပ်ထားတဲ့ဖူရွင့်မှုလို့ခေါ်တဲ့ပေါင်းစပ်တရားလေးတွေအကြောင်းကိုပြောပြပြီးတော့မှဖြစ်လို့ဆက်လက်ဆောင်ရွက်ကြည့်ရှုပေးဖို့ရန်ဖိတ်ခေါ်လိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။